Java Fundamental Series ရဲ့အပိုင်း3ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဒီအပိုင်း3မှာတော့ operator တွေအကြောင်းကိုဆက်လက်လေ့လာကြပါမယ်ဟုတ်ပြီ operator ဆိုတာပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင် W3 school ကနေပြီးတော့ကျွန်တော် example လေးအနေနဲ့ပေါ့နော်ဥပမာလေးပြဖို့အတွက်ကျွန်တော်ရှားကြည့်ပေးထားပါတယ် operator တွေမှာတဲ့ကျွန်တော်တို့ Java မှာဆိုရင် operator တွေအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ထဲကမှကျွန်တော်တို့ operator ဘယ်နှမျိုးရှိတော့ဆိုရင်ကျွန်တော်တို့5မျိုးတွေ့ရတယ်ပေါ့နော်ဟုတ်ပြီပထမဆုံးအနေနဲ့ arithmetic operator ပေါ့နော်ဟိုသင်္ချာဆိုင်ရာ operator တွေပေါ့ဟုတ်ပြီ operator တွေဆိုတော့ကျွန်တော်တို့ဘာတွေကိုပြောချင်တာလဲဆိုအပေါင်းတို့အမြောက်စားတွေပေါ့ညီမြချင်းတွေအဲ့ဒါမျိုးတွေကို operator တွေလို့ဆိုလိုခြင်းဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင် operator arithmetic operator ပေါ့နော်ဘယ်နှမျိုးလောက်တွေ့ရအောင်ဆို1 2 3 4 5 6 9မျိုးလောက်တွေ့ရတယ်ပေါ့နော်ဟောဒီအပေါင်းလေးကတော့ကျွန်တော်တို့ပေါင်းတာပေါ့နော်ဒီမှာဆိုရင်သူဥပမာပေးထားတယ် 8 နဲ့ y နဲ့ကိုပေါင်းပြထားတယ်ပေါ့နော်နောက်တစ်ခါအနှုတ်ကကျွန်တော်နှုတ်တာပေါ့နော်8ထဲကနေ y ကိုနှုတ်ပြထားတယ်နောက်တစ်ခါဒီအမြောက်ကလေးပေါ့နော်ဟောဒီကောင်လေး star လေးကကျွန်တော်တို့မြောက်တာဖြစ်ပါတယ်ကျွန်တော်တို့သင်ချာမှာတော့အမြောက်ကိုအမြောက်လို့မရေးဘူးပေါ့နော် cross နဲ့မရေးဘူးပေါ့ဒီလို star လေးနဲ့ရေးပါတယ်ကျွန်တော် Java မှာပေါ့နော်နောက်တစ်ခါဟောဒီ select လေးပေါ့နော်ဟောဒီ select လေးကကျွန်တော် division စားတာပေါ့နော်ကျွန်တော်8ကိုတီးပြီးတော့ y နဲ့စားခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့ဒီ percentage လေးပေါ့နော် percentage လေးကကျွန်တော် modular ပေါ့နော် modular ကကျွန်တော်တို့ဘာလုပ်တာတုံးဆိုရင်ဒီ return ပေါ့နော်ပြန်ပေးတယ်တဲ့ the division remainder အကျွင်းကိုပြန်ပေးပါတယ်တဲ့ကျွန်တော်တို့ဆိုကြပါတော့3 5ကိုပေါ့နော်5ကိုတီးပြီးတော့ကျွန်တော်တို့2နဲ့စားလိုက်တယ်ဆိုရင်ဘာရမှာလို့ဆိုကျွန်တော်တို့အကျွင်းကြံမယ်ပေါ့နော်အကျွင်းကိုပြန်ပေးမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုဘယ်လိုလုပ်တယ်ဆိုတာသိချင်တယ်ဆိုရင် try it ဆိုတာနှိပ်ကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာပေါ့နော်သူ run ပြပေးထားတယ်သူက8ရဲ့တန်ဖိုးက9ပေါ့နော်ဒါကျွန်တော်တို့ခုနကပြောလို့အရှင်းဆုံးလေးပေါ့နော်8ရဲ့တန်ဖိုးက9 y ရဲ့တန်ဖိုးက2အဲ့တော့9ကိုတီးပြီးတော့2နဲ့စားလိုက်တယ်ဆိုရင်အကျွင်းတန်ဖိုးက1ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီ modular ပေါ့နော်ဟောဒီ percentage လေးကကျွန်တော်တို့ဘာကိုပြောချင်တာလဲဆိုတော့စားလိုက်ပြီးတော့မှအကျွင်းတန်ဖိုးကိုထုတ်ပေးတာကိုအဲ့ဒီ percentage လေးနဲ့သတ်မှတ်ပါတယ်နောက်တစ်ခါဒီကောင်လေး plat ပေါ့နော်အပေါင်းလေးနှစ်ခုကကျွန်တော် increment သူကဟိုတစ်တိုးပေးတာပေါ့နော်ထပ်ပြီးတော့တစ်တိုးပေးတာကျွန်တော်တို့ဒီမှာဆိုရင်8တန်ဖိုးက1ရှိရဆိုရင်ထပ်တိုးလိုက်တော့2ဖြစ်သွားတယ်8တန်ဖိုးကတကယ်လို့2ရှိရဆိုရင်ထပ်တိုးလိုက်တော့3ဖြစ်သွားတယ်ပေါ့ဒီလိုပုံစံမျိုးလေးပေါ့နော်နောက်တစ်ခါ decrement ဒါကောင်ကျတော့တဖြည်းဖြည်းရော့သွားတာပေါ့နော်8တန်ဖိုးက9ရှိတယ်ဆိုရင်တဖြည်းဖြည်းချင်းရော့လိုက်တော့တစ်ခုရော့လိုက်တော့4ပေါ့နော်တကယ်လို့8တန်ဖိုးက4ရှိတယ်ဆိုရင်တစ်ခုထပ်ရော့လိုက်တော့3ဖြစ်သွားတယ်ပေါ့ဒီလိုလေး decrement လေးဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီ arithmetic operator တွေကိုတစ်ချက်စမ်းကြည့်အောင်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဘယ်လိုလုပ်ချင်တော့ဆိုတော့ဟိုလောက်ခိုင်းလိုက်မယ်ပေါ့နော်ကျွန်တော်တို့ calculator ပုံစံမျိုးလေးကျွန်တော်တို့ပေါင်းတွက်ခိုင်းကြည့်လိုက်မယ်ပေါ့နော် calculator project လေးစမ်းပြီးရေးကြည့်ပါမယ်အယိုးရှင်းဆုံးလေးပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့အသုံးတွေကိုနားလည်သွားအောင်ကျွန်တော်တို့အရင်ဆုံး user input ကိုဘယ်လိုခေါ်တယ်ပေါ့နော် user ကိုဘယ်လို input ထည့်ခိုင်းလို့ရတယ်ဆိုတာလေးကိုကျွန်တော်တစ်ချက်ရှာပြပေးပါမယ်ဟုတ်ပြီဒီမှာပေါ့နော်ကျွန်တော်တို့ user input ကိုလိုချင်တယ် Java မှာကျွန်တော်တို့ user input ကိုလိုချင်တယ်ဆိုရင်ဟောဒီ scanner ဆိုတဲ့ project ကိုသုံးပြီးတော့အသုံးပြုပြီးတော့ယူလို့ရတယ်ပေါ့နော် user တွေဘာတွေထည့်လိုက်တယ်ဆိုတာကိုခေါ်ခိုင်းလို့ user ရဲ့ထည့်လိုက်တဲ့တန်ဖိုးကိုမေးလို့ရပါတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ scanner ဆိုတဲ့ class ကိုစောက်ရတယ်ပေါ့နော်class တွေကိုတိစောက်ချင်တယ်ဆိုရင် new ဆိုပြီးတော့ new ဆိုတဲ့ keyword နဲ့ခေါ်ရပါတယ်အဲ့ဒါလေးကိုမြင်မှတ်ထားစေချင်ပါတယ်ပေါ့နော်ကျွန်တော်တို့ Java မှာဆိုရင် class တွေကိုစပြီးတော့ instantiate လုပ်တယ်စပြီးတော့ခေါ်ကျင်တယ်ဆိုရင်ကျွန်တော်တို့ new ဆိုတဲ့ keyword နဲ့ရှေ့မှာထည့်ပြီးတော့ရေးပေးရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့စကြည့်အောင်ပေါ့နော်သူ့ရဲ့နောက်မှာ system.in ဆိုတဲ့ဟာလေးကို input လေးကိုထည့်ပေးရတယ်ပေါ့ခဲ့ပြီဒီမှာကျွန်တော်တို့အဲ့ကောင်တွေကိုပေါ့နော်ဒီဘာလို့ဒီထဲမှာဘာလို့ဒီထဲမှာပေါ့နော် scanner ရဲ့အထဲမှာ system.in ကိုထည့်တာလဲပေါ့ဒါမျိုးတွေကကျွန်တော်တို့လောလောဆယ်မမေးသေးနဲ့အောင်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတွေကိုသိပြီးတော့မစင်စားသေးနဲ့အောင်ဒီကျွန်တော်ပြတဲ့ဟာလေးကိုပဲလိုက်ကြည့်เนาะကျန်တာတွေကိုကျွန်တော်တို့သိပြီးတော့မစင်စားသေးနဲ့အောင်နောက်ကြရင်သူ့လိုဖြစ်သွားလိမ့်မယ်ကျွန်တော်တို့တုန်းကလည်းပေါ့เนาะကျွန်တော်တို့အတွေ့အကြုံရဆိုရင်အဲ့လိုပဲเนาะကျွန်တော်တို့အတွေ့အကြုံရဆိုရင်အဲ့လိုပဲအစာပိုင်းမှာကျွန်တော်တို့တော်တော်လေးကိုတိုင်ပတ်တယ်ပေါ့เนาะဘာဖြစ်လို့ဒီလိုလုပ်ရတာတော့ဘာဖြစ်လို့ဒီလိုလုပ်တာတော့ဒါမျိုးတွေသိပြီးတော့နားမလည်ဘူးပေါ့เนาะဒါပေမဲ့နောက်ပိုင်းမှာကျတော့ဟိုသူ့လိုနားလည်သွားတယ်ပေါ့เนาะ project တွေရေးပါများတော့သူ့လိုနားလည်သွားပါလေဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် scanner ဆိုတဲ့ class ကိုစောက်ခိုင်းလိုက်မယ်အဲ့တော့ SCA scanner ပေါ့နော်အရှိဆုံးမှာကျွန်တော်တို့ variable ရဲ့နာမည်ကိုထည့်ပေးရပါတယ်အဲ့ဒါကိုမြင်မှတ်ထားပါပေါ့နော်မနေ့ကသင်ခန်းစာမှာလည်းပါခဲ့ပြီးပြီ variable နာမည်က scanner အဲ့တော့အဲ့ကောင်လေးကိုကျွန်တော် SC လို့နာမည်ပေးလိုက်မယ်ပေါ့နော် variableကို SC လို့နာမည်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ class ကိုခေါ်ချင်တာဖြစ်တဲ့အတွက်ကြောင့် new ဆိုတဲ့ keyword နဲ့ခေါ်ရပါတယ်ဘယ် class အောင်ဆိုတော့ scanner ပေါ့နော်
ဒီထဲမှာခုနကပြောသလိုပဲသူပြထားသလို system.in ဆိုတဲ့ဟာလေးကိုထည့်ပေးရမယ်ဒီကောင်လေးထည့်ပေးရတယ်ပေါ့နော်ပြီးရင်နောက်ဆုံးမှကျွန်တော်တို့ semicolon လေးမေ့လို့မရပါဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ scanner ဆွဲကလပ်ရပြီပေါ့နော် scanner ဆွဲကလပ်ရပြီဆိုရင်သူကဘယ်လိုလုပ်တုံးဆိုရင် user ရဲ့ input ကိုလိုချင်တယ်ဆိုရင်ဟောဒီမှာကျွန်တော်တို့ string ပေါ့နော်string နဲ့ string ဆိုပြီးတော့ပေါ့နော်တန်ဖိုးတစ်ခုယူလိုက်တယ် user name ပေါ့နော်ကျွန်တော်တို့ခုနကပြောတဲ့ကျွန်တော်တို့ယူလိုက်တဲ့ class ရဲ့နာမည်အနောက်မှာ .next line ဆိုပြီးတော့ယူရတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ user ရဲ့ input တွေကိုဖတ်လိုက်ခြင်းပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အသုံးချပုံတွေပေါ့နော် input အမျိုးအစားတွေအများကြီးတွေ့ရတယ် input အမျိုးအစားတွေကကျွန်တော်တို့ next boolean ဆိုတာရှိတယ်ဒါကကျွန်တော် boolean တန်ဖိုးကိုလိုချင်ရင်ပေါ့နော် next byte ဆိုတာရှိတယ် byte တန်ဖိုးလိုချင်ရင် next double ဆိုတာရှိတယ် double တန်ဖိုးလိုချင်ရင်အဲ့ဟာနဲ့မှကျွန်တော်တို့အခုသုံးထားပေါ့နော် next line ဆိုတာရှိတယ်ပေါ့ next line က string တန်ဖိုးကိုယူခြင်းလို့ပေါ့နော်စာသားတန်ဖိုးလေးကိုလိုချင်လို့ next line ဆိုပြီးသုံးထားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့မှာကျွန်တော်က variable လေးတစ်ခုသတ်မှတ်လိုက်မယ် string ဆိုတဲ့ variable လေးပေါ့နော်string ဆိုတဲ့ခွက်ကလေးတစ်ခုအရင်ဆုံးကျွန်တော်သတ်မှတ်ထားလိုက်မယ်အပေါ်မှာပေါ့နော်အဲ့တော့ string ဆိုတဲ့ variable လို့ခေါ်တဲ့ခွက်ကလေးကျွန်တော်ဘာလို့သတ်မှတ်မလို့ဆိုတော့container လို့သတ်မှတ်လိုက်မယ်ပေါ့နော် container လို့ကျွန်တော် container လို့ကျွန်တော်ပေးလိုက်မယ်ပေါ့နော်နာမည်ဟုတ်ပြီအဲ့တော့အဲ့ container ထဲမှာကျွန်တော်ဘာထည့်ပြီးပြီလို့ဆိုတော့ဘာမှမထည့်ရသေးဘူးပေါ့နော်သူ့ရဲ့နောက်မှာဘာမှမရှိသေးဘူးပေါ့နော်ကျွန်တော်တို့ဒီလိုလေးထားခဲ့လို့လည်းရတယ် blank လေးပေါ့နော်ကွက်လက်လေးထားခဲ့လို့လည်းရတယ်ဒါမှမဟုတ်ရင်ဘာမှမထားခဲ့ပဲနဲ့ဒီလိုသတ်မှတ်ရုံနဲ့သတ်မှတ်ခဲ့လို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ container ဆိုတဲ့ class ထဲမှာဘာတွေထည့်လိုက်မှာတော့ဆိုတော့sorry container class မဟုတ်ဘူးနော် container ဆိုတဲ့ကျွန်တော်တို့ variable ထဲမှာခွက်ကလေးထဲမှာဘာထည့်လိုက်တော့မှာလို့ဆိုတော့အဲ့ဒီ sc လို့ခေါ်တဲ့ scanner တွေကပေါ့နော် scanner class တွေကနေပြီးတော့ user ကနေပြီးတော့ input တောင်းလိုက်မယ်ပေါ့နော် user ကို input တောင်းလိုက်မယ် sc.next line ဆိုပြီးတော့ခေါ်ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ user ရဲ့ input ကို container ထဲကိုရောက်တော့မယ်ပေါ့နော်အဲ့တော့သူ့ရဲ့အလုပ်လုပ်ပုံနဲ့ကျွန်တော်တစ်ချက်ပြောပြပါမယ်ကျွန်တော်တို့ဒီမှာ container ဆိုတဲ့ခွက်ကလေးအလွတ်တစ်ခုရှိတယ်ရှေ့လျှောက်ပေါ့နော်ကျွန်တော် variable လို့ပဲသုံးသွားပါတော့မယ် container လို့ခေါ်တဲ့ variable လေးတစ်ခုရှိတယ်အဲ့ဒီ variable လေးကိုကျွန်တော်တို့က sc.next line ဆိုပြီးတော့ပေါ့နော် user ရဲ့ input ကိုကျွန်တော်တောင်းလိုက်ပါတယ် user input ကိုတောင်းပြီးတော့ဘယ်ထဲကိုထည့်ပေးလိုက်တော့ဆိုတော့ container ဆိုတဲ့ variable လေးကိုထည့်ပေးလိုက်ပါတယ်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက် run ကြည့်မယ်ပေါ့နော်လောလောဆယ် run မကြည့်ခင်ကျွန်တော်ဒီဟိုပါပေါ့နော်ဒီဟွာထဲမှာရောက်သွား container ထဲမှာပေါ့နော်ရောက်မရောက်ကျွန်တော် print ထုတ်ခိုင်းလိုက်မယ်မနေ့ကလိုပဲ print ထုတ်ကြတာပေါ့နော် system.out.print and ပေါ့နော်ဟုတ်ပြီဒီထဲမှာဘာလေးကိုထုတ်ခိုင်းလိုက်မလို့ဆိုတော့ container လေးပေါ့နော် container ထဲမှာဘာရှိလဲထုတ်ခိုင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ run ကြည့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ input ထည့်ရမယ်ပေါ့နော် input တစ်ခုခုထည့်လို့ရတယ်ကျွန်တော်ကဘယ်လိုထည့်လိုက်မှာလဲဆိုတော့ hello ပေါ့နော် hello လို့ထည့်ပြီးတော့ enter လေးခောက်ချလိုက်မယ်ဒါဆိုရင်သူကကျွန်တော်ရေးလိုက်တဲ့စာလေးကိုပေါ့နော်ပြန်ပြီးတော့ return ပြန်ပြီးတယ်အဲ့တော့ကျွန်တော်ကဒီတစ်ခါဘယ်လိုလုပ်ချင်တဲ့ပုံစံမျိုးလုပ်မလို့ဆိုတော့နာမည်တောင်းမယ်ပေါ့နော် user တယောက်ရဲ့သူ့ရဲ့နာမည်ကိုတောင်းလိုက်မယ်နာမည်တောင်းပြီးရင်ကျွန်တော်တို့နာမည်ကိုရလာပြီဆိုရင်ကျွန်တော်တို့ကပြန်ပြီးနှုတ်ဆက်တဲ့ပုံစံမျိုးပေါ့နော်မောင်မောင်ထည့်လိုက်တယ်ဆိုရင် hello မောင်မောင်ပေါ့နော်ကူကူထည့်လိုက်တယ်ဆိုရင် hello ကူကူပေါ့ဒီလိုပုံစံမျိုးလေးနဲ့နှုတ်ဆက်တဲ့ပုံစံမျိုးလေးလိုချင်တယ်ပေါ့နော်အဲ့လိုလိုချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီပုံမှာနာမည်ထည့်ပါဆိုတဲ့စာလေးတစ်ကြောင်းအရင်တော့ထုတ်ခိုင်းလိုက်အောင်မယ်ပေါ့နော်နာမည်ထည့်ပါပေါ့နော်ကျွန်တော်ဒီမှာ an နဲ့မသုံးတော့ဘူးเนาะ next line ဆင်းတော့မှာဆိုလို့နောက်တဲ့ကြောင်းဆင်းတော့မှာဆိုလို့အဲ့တော့နာမည်ထည့်ပါပေါ့เนาะမြန်မာလိုပဲရေးလိုက်တော့မယ်နာမည်ထည့်ပါပေါ့ဟုတ်ပြီနာမည်ထည့်ပါနာမည်ထည့်ပြီးရင်ကျွန်တော်တို့ကနာမည်ထည့်ခိုင်းတဲ့နေရာလေးမှာဒီမှာနာမည်ထည့်လိုက်မယ်ထည့်ပြီးလို့နာမည်ထည့်ပြီးသွားပြီဆိုကျွန်တော်ဒီနေရာလေးမှာပေါ့เนาะဒီမှာ container ကြီးပဲကိုတက်တက်မထည့်တော့ဘူးကျွန်တော်ကဘာလေးနဲ့ထည့်လိုက်မှာလို့ဆို hello ပေါ့เนาะ hello ဆိုပြီးတော့ဒီနောက်မှာအပေါင်းလေးနဲ့ပေါ့เนาะ container လေးကိုထပ်ပြီးတော့ပေါင်းပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုဖြစ်သွားမှာလဲဆိုတော့ container ထဲမှာရှိနေတဲ့အရာနဲ့ဟောဒီကျွန်တော်တို့ရဲ့စာ hello နဲ့ပေါင်းသွားပါမယ်ပေါ့နော်ဟောဒီအပေါင်းလေးနဲ့ပေါင်းလိုက်တာပါဟုတ်ပြီဒါဆိုရင်ကျွန်တော် run ကြည့်မယ်နာမည်ထည့်ပါပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနာမည်ထည့်လိုက်မယ်ကိုကိုပေါ့နော်ကိုကိုလို့ထည့်လိုက်မယ် enter ခောက်လိုက်မယ် enter ဆိုရင်ကျွန်တော်တို့ hello ကိုကိုပေါ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်ခါပြန်ပြီးတော့ run ကြည့်အောင်မယ်မောင်မောင်လို့ထည့်လိုက်မယ်ပေါ့နော်မောင်မောင်လို့ထည့်လိုက်ရင်hello မောင်မောင်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါလေးကကျွန်တော်တို့ user input ပေါ့နော် user input ဟုတ်ပြီအဲ့ဒီမှာကျွန်တော်ခုနက
ဟာလေးပေါ့နော်ခုနကဘာကိုပြောချင်တာတုံးဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ addition လေးတွေပေါ့နော်ပေါင်းတာလေးနှုတ်တာလေးကိုတစ်ချက်ပြန်ပြပေးမယ်အဲ့တော့ကျွန်တော်ကဘာလို့ခိုင်းလိုက်မှာဆို calculator လုပ်မယ်ပေါ့နော် calculator လုပ်မယ်ဆိုတော့ပထမကဏ္ဍရဲ့ဒုတိယကဏ္ဍရဲ့နှလုံးတောင်းမယ်ကဏ္ဍနှလုံးကိုတောင်းပြီးတော့ကျွန်တော်ပေါင်းပေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်စာတွေပါတယ်မရေးတော့ဘူးပေါ့နော်စာတွေပါတယ်မရေးတော့ဘဲနဲ့ကျွန်တော်ဒီလိုဟာမျိုးနှစ်ခါတောင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါကို container 1လို့နာမည်ပေးလိုက်မယ်နှလုံးတောင်းမှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်နောက်တစ်ခါကိုကျွန်တော်container 2ပေါ့နော်container 2လို့နာမည်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီပထမတစ်ခါတောင်းလိုက်တာပေါ့နော် container 1ထဲမှာထည့်ပေးလိုက်မယ်နောက်တစ်ခါကိုကျတော့ container 2ထဲမှာထည့်ပေးလိုက်မယ်ပေါ့နော်နောက်တစ်ခါထပ်တောင်းလိုက်မယ် sc. ဒီတစ်ခါလဲ next line ပဲပေါ့နော် next next line ဆိုပြီးတော့ထပ်ပြီးတောင်းလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ container 1နဲ့ container 2ကိုပြီးတော့မှအောက်ဆုံးမှာဘာလုပ်ပေးလိုက်မှာတော့ဆိုတော့ပေါင်းပေးလိုက်မယ်ပေါ့နော်အဲ့တော့ရှေ့သုံးမှာကျွန်တော်စာလေးရောထည့်ပေးလိုက်မယ်ဟုတ်ပြီအဲ့တော့ပေါင်းလိုက်ပါမယ်ပေါ့နော်ဒီတိုင်းတစ်ခါလေးတန်းပေါင်းလိုက်တော့မယ် container 1 plus container 2ပေါ့နော်။ကဲဒါဆိုရင်ကျွန်တော်ဒီကောင်လေးကိုစမ်းကြည့်မယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာတစ်ခုထည့်ရမယ်။ဒီမှာပေါ့နော်ကျွန်တော်မေးခဲ့တာလေးတစ်ခုရှိလို့ပြဿနာတစ်ခုတက်လိုက်မယ်ပေါ့နော်။ဟုတ်ပြီ h share ပေါင်းလိုက်မယ်ဒါဆို h share ဖြစ်သွားတယ်နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ပေါင်းကျင်တာကကဏ္ဍတန်ဖိုးကိုပေါင်းကျင်တာပေါ့ဒါပေမဲ့ဒီမှာကကျွန်တော်စတန်ဖိုးတွေဖြစ်နေတယ်ပေါ့နော်။အဲ့တော့ကဏ္ဍတန်ဖိုးကိုလိုချင်တယ်ဆိုရင်ကျွန်တော်ဒီထက်ကနော်သူထဲအတိုင်းကျွန်တော်ဒီမှာဒီတိုင်းတောင်းလို့မရတော့ဘူးပေါ့နော်သူထဲအတိုင်းပဲကျွန်တော်တို့ next slide ကိုမသုံးမနဲ့ next in လို့ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ next double ဒါမျိုးနဲ့သုံးရမယ်ပေါ့နော်ကျွန်တော်ကဟိုပေါ့နော်ကိန်းပြတန်ဖိုးလေးကိုလိုချင်ရင် next in ကိုသုံးလို့ရပါတယ် next in ဆိုပြီးတောင်းလိုက်မယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုကျတော့ဒီကောင်ကိုလည်း next in ဆိုပြီးတော့တောင်းလိုက်မယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဆို run ကြည့်အောင်ဟုတ်ပြီဒီမှာကျွန်တော်တို့ error တစ်ခုတက်သွားတယ်ပေါ့နော်ဘာ error လဲကျွန်တော်တစ်ချက်စမ်းကြည့်အောင်cannot convert ပေါ့နော်ပြောင်းလို့မရဘူးတဲ့ from into string နော် integer ကနေပြီးတော့ string ကိုပြောင်းလို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဟောဒီရလာမဲ့ကဏ္ဍတန်ဖိုးတွေရပေါ့နော်ရလာမဲ့တန်ဖိုးတွေက integer တွေနော်ကိန်းပြည့်တွေကျွန်တော်ထည့်လိုက်တဲ့ variable ကကျတော့ဘာတန်ဖိုးဖြစ်နေအောင်ဆိုတော့ string တန်ဖိုးဖြစ်နေတာအဲ့ဒါကြောင့်မို့ပေါ့နော်အဲ့တော့ဒီ variable တွေကိုလည်းကျွန်တော် in ဆိုပြီးတော့ပြောင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တစ်ချက်ပြန် run ကြည့်မယ်ဒါဆိုရင်တော့ရသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့စာတန်မိုးထည့်လို့မရတော့ဘူးစာတန်မိုးထည့်ရင် error တက်မယ်ပေါ့နော် enter ခောက်ကြည့်လိုက်မယ်ဒါဆိုရင် error တက်သွားပြီပေါ့နော်အဲ့တော့စာတန်မိုးထည့်လို့မရဘူးကျွန်တော်တို့ကကဏ္ဍတန်မိုးတွေထည့်ပေးရမယ်အဲ့တော့ကဏ္ဍတန်မိုးကိုကျွန်တော်26ရဲ့နောက်တစ်ခါ82ရဲ့ပေါင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်100နဲ့မှ8ဆိုပြီးတော့တွက်ပြရတယ်ပေါ့နော်ဒါပေါင်းမိသားကဏ္ဍမိုးရတယ်ပေါ့ဟုတ်ပြီနောက်တစ်ခါကျွန်တော်နောက်ထပ်တစ်ခုထပ်ထည့်ကြည့်မယ်1616ရဲ့တစ်ခွန်ခွန်ရပေါ့နော်အဲဒီပေါင်းလိုက်တယ်ဆိုရင်လည်းတစ်ခွန်93ဆိုပြီးတော့ပေါင်းပြီးသားတန်ဖိုးရတယ်ပေါ့နော်ကျွန်တော်ဒါကပေါင်းတာပြီးရင်ကျွန်တော်တို့တခြားဟာလေးလည်းဆန်းလို့ရတယ်ပေါ့နော်ဒီမှာနှုတ်တာတွေဆန်းလို့ရတယ်မြှောက်တာဆန်းလို့ရတယ်စားတာဆန်းလို့ရတယ်နောက်တစ်ခါ module လက်ပေါ့နော်ဟိုအကျွင်းတန်ဖိုးရတာဆန်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကစားတာလေးဆန်းကြည့်မယ်ပေါ့နော်အဲ့တော့ဒီကောင်လေးနှစ်ခုကိုကျွန်တော်ဘာလုပ်ပေးလိုက်မှာလို့ဆိုတော့မပေါင်းတော့ဘဲနဲ့ပထမဂိမ်းနဲ့ကဒုတိယဂိမ်းနဲ့ပေါ့နော်ပထမဂိမ်းကိုဒုတိယဂိမ်းနဲ့စားခိုင်းကြည့်လိုက်မယ်ဒါဆိုရင်100ကို1010နဲ့စားခိုင်းနိုင်မယ်ဒါဆိုရင်10ရတယ်ပေါ့နော်ကဲနောက်တစ်ခုထပ်စားခိုင်းမယ်အဲ့တော့ဒီတန်ဖိုးကို2နဲ့စားခိုင်းပါအဲ့ဒါဆိုရင်913ဖြစ်ရတယ်ပေါ့နော်ကဲဒါဆိုရင်နောက်ထပ်စားခိုင်းအောင်မယ်အဲ့ကောင်ကို sorry ကျွန်တော်အန်ကြီးပါတော့လို့ပေါ့နော်ဂျားထဲမှာဟုတ်ပြီအဲ့ကောင်ကိုကျွန်တော်8နဲ့စားခိုင်းကြည့်လိုက်မယ်ဒါဆိုရင်ပြတ်သေးတယ်ပေါ့နော်အဲ့တော့မပြတ်တဲ့ကဏ္ဍကျွန်တော်ထည့်ကြည့်မယ်ဗျာနော်ဒါဆိုရင်9ကို2နဲ့စားခိုင်းမယ်ဒါဆိုရင်2လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာလေးတစ်ချက်သတိထားပါတကယ်အဖြေတန်ဖို့က2မဟုတ်ပါဘူးပေါ့နော်တကယ်အဖြေတန်ဖို့က2တသမဆိုပြီးတော့ထွက်ရမှာဖြစ်ပါတယ်2တသမပေါ့နော် 2.5 ပြီးတော့ဆိုပြီးတော့ထွက်ရမှာပေါ့ဒါပေမဲ့ဒီမှာကကျွန်တော်တို့2ဆိုပြီးတော့ပဲပြတယ်ဘာဖြစ်လို့2ဆိုပဲပြတော့ဆိုတော့ကျွန်တော်တို့ရဲ့တန်ဖိုးတွေက integer ကိုပဲလက်ခံလို့ပေါ့နော် integer ကိန်းပြေးတွေကိုပဲလက်ခံလို့အဲ့တော့ကျတော့ကိန်းပြေးတွေကိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီဒသမကိန်းပေါ့နော်သူ့ရဲ့နောက်ကဒသမကိန်းကိုလိုချင်နေဆိုရင်ကျွန်တော်ဒီကောင်ကိုကျွန်တော် double ပြောင်းလိုက်မယ်ပေါ့နော် double တန်ဖိုး double variable data type ပြောင်းလိုက်မယ်ပေါ့နော်
ဟုတ်ပြီဒါဆိုတစ်ချက်ပြန်မှကြည့်မယ်12ရေခုနကဟာလေးပြန်စမယ်9ကို2နဲ့စခန်းလိုက်မယ်နော်ဒါဆိုရင်2.5ဖြစ်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ double data type ပြောင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒသမကိန်းနဲ့ထွက်သွားပါတော့တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ကျန်တာလေးစမ်းကြည့်အောင်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ arithmetic operator နောက်တစ်ခါ assignment operator လေးကိုတစ်ချက်ပြန်ထပ်ရှင်းပြမယ်ပေါ့နော် assignment operator ဆိုတာကကျွန်တော်တို့ assign လုပ်တဲ့ operator ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ဒါမနေ့ကလည်းသင်ခဲ့ပြီးပြီပေါ့နော်ကျွန်တော်တို့ဒီမှာအခုလည်း assignment operator ကိုသုံးခဲ့ပြီးပြီပေါ့ကျွန်တော်တို့ container 1ဆိုတဲ့အဲကိုကျွန်တော်ညီမြချင်းလေးနဲ့ assign လုပ်လိုက်တယ်ပေါ့နော်ပေကောင် assign လုပ်လိုက်တော့ဆိုတော့sc.namein ဆိုပြီးတော့ assign လုပ်လိုက်တယ်ဒါကကျွန်တော်တို့ assignment operator ဖြစ်တဲ့ညီမြချင်းလေးကိုသုံးလိုက်တာဖြစ်ပါတယ်အဲ့တော့ assignment operator တွေကကျွန်တော်တို့ဒါတင်လားဆိုတော့မဟုတ်ဘူးနောက်ထပ်မှာအများကြီးကြံသေးတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်တွေကတော့ကျွန်တော်သိမလို့အပ်သေးဘူးထင်တဲ့အတွက်ကြောင့်မပြောသေးဘူးပေါ့နော်နောက်သင်ခန်းစာတွေမှာဆက်ပြီးတော့ပြောပြပါမယ်ကဲနောက်တစ်ခါကျွန်တော်တို့ Java ရဲ့ comparison operator ပေါ့နော်နှိုင်းယှဉ်တဲ့ operator တွေနှိုင်းယှဉ်တဲ့ operator တွေဆိုတာကျွန်တော်တို့ဒီမှာဆိုရင်သူဥပမာလေးပေးထားတယ်ပေါ့နော် h တန်ဖိုးက5 y တန်ဖိုးက3ပေါ့နော်အဲ့ဒီမှာသူက print လေးတစ်ခုထုတ်ခိုင်းတယ်ပေါ့နော် a ရဲ့တန်ဖိုးကတဲ့ y ထက်ဒါ greater than ကကြီးတယ်ပေါ့နော် a ရဲ့တန်ဖိုးက y တန်ဖိုးထက်ကြီးတယ်တဲ့အဲ့တော့သူကအဲ့လိုထုတ်ခိုင်းလိုက်တယ်ဒါဆိုရင်ကြီးသလားမကြီးဘူးလားသူ့လိုဆုံးဖြတ်ပြီးတော့ true နဲ့ false နဲ့ပြန်ပေးသွားတယ်ပေါ့နော်ဒါလေးရဲ့ assign လုပ်တာကျွန်တော်ဒီမှာဆိုရင်sorry compare လုပ်တာပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ညီမြချင်းနှစ်ခုရေးလိုက်တာကဒါကညီတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ညီတယ်ပေါ့နော်ညီသလားပေါ့ညီသလားလို့အဓိပ္ပာယ်ရတယ်ပေါ့နော်နောက်တစ်ခါ not equal ကျမညီဘူးလားလို့အဓိပ္ပာယ်ရတယ်ပေါ့နော်နောက်က greater than ကျတော့ကြီးသလားလို့အဓိပ္ပာယ်ရတယ် less than ကျတော့ငယ်သလားပေါ့နော်နောက်တစ်ခါဒီကောင်လေးကိုကျတော့ဘာလို့ခေါ်လို့ဆို greater than or equal ပေါ့နော်ကြီးရင်ကြီးဒါမှမဟုတ်ရင်ညီရင်ညီပေါ့နော်ဒါမျိုးအဓိပ္ပာယ်ရတယ်နောက်တစ်ခါဒီကောင်ကကျတော့ငယ်ရင်ငယ်ဒါမှမဟုတ်ရင်ညီရင်ညီပေါ့နော်ဒါမျိုးအဓိပ္ပာယ်ရတယ် sorry ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲ့ကောင်လေးတွေကိုတစ်ချက်စမ်းကြည့်အောင်ပေါ့နော်ကျွန်တော်ဒီတစ်ခါပေါ့နော်ဘာလို့ခိုင်းလိုက်မှာတော့ဆိုတော့ဒီက user input မတောင်းတော့เนาะကိုယ့်အကိုပဲစမ်းကြည့်အောင်အဲ့တော့ user input တွေမတောင်းတော့ဘူးကျွန်တော်ဒီနေရာလေးတွေမှာ integer လေးနှစ်ခုပေးလိုက်မယ်ပေါ့နော် integer h ကို18လို့ပေးလိုက်မယ် integer y ကိုကြတော့10လို့ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့လိုပေးပြီးတော့ကျွန်တော်ဒီမှာပေါ့နော် compare လုပ်ကြည့်လိုက်မယ်8က y ထက်ကြည့်သလားပေါ့နော်ကျွန်တော်စမ်းကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ error တက်သွားတယ်ပေါ့ဘာဖြစ်လို့ error တက်တာလို့ချက်ကြည့်မယ်ဒီမှာဆိုရင်လည်း local variable ပေါ့နော် declaration statement sorry ကျွန်တော်ဒီနောက်မှာဟောမှာပါသေးလို့နော်အဲ့တော့ run ကြည့်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကြီးပါတယ်ပေါ့နော် true ဆိုပြီးတော့သူကသူ့လိုဘာသာပြန်သွားတယ်နော်သူ့လိုပြန်သွားတယ်ကျွန်တော်ဒီမှာဆိုရင်သူ့လို compare လုပ်ပြီးတော့ဘာသာပြန်သွားတယ်အဲ့တော့ငယ်သလားလို့ကျွန်တော်တစ်ချက်ပြန်မေးကြည့်မယ်ငယ်သလားဆိုတော့မငယ်ဘူးပေါ့နော်ကျွန်တော်တို့8က y ထက်ငယ်သလားဆိုတော့မငယ်ဘူးဘာလို့လဲဆိုတော့8က18ဖြစ်နေတယ်ပိုးကြီးနေတဲ့ကြောင့်မို့ဖော်ပြတယ်ပေါ့နော်ကျွန်တော်အဲ့တော့ညီသလားရောစမ်းကြည့်လိုက်မယ်နော်ညီမြချင်းနှစ်ခုနဲ့ကြပြောရပါတယ်ညီသလားဆိုတော့မညီပါဘူးပေါ့နော်နောက်တစ်ခါ greater than or equal ကြီးပြီးတော့ညီသလားပေါ့နော်ကြီးသလားဒါမှမဟုတ်ညီသလားပေါ့အဲ့တော့ညီပါအဲ့ဒါသူအဲ့ဒီ condition ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ပြောပြပေးမယ်ကြီး greater than or equal ဆိုတာကကြီးရင်ကြီးဒါမှမဟုတ်ရင်ညီရင်ညီတစ်ခုပဲအခြေအနေမှန်လိုက်ပြီဆိုတာ ਨੇ true ပြပါတယ်နော်အခြေအနေတစ်ခုမှန်လိုက်ပြီဆိုတာ ਨੇ true ပြသွားပါတယ်ကြီးသွားတာပဲဖြစ်စေဒါမှမဟုတ်ရင်ငဲသွားတာပဲဖြစ်စေအခြေအနေတစ်ရက်ပဲမှန်သွားပြီဆိုတာ ਨੇ true ပြပါတယ်နှစ်ခုလုံးပြိုင်တူဖြစ်เสียမလို့ဘူးပေါ့နော်နှစ်ခုလုံးပြိုင်တူဖြစ်เสียမလို့ပါဘူးဒီမှာဘာလို့ညီ true ပြသွားတော့ဆိုတော့ကျွန်တော်တို့8ရဲ့တန်ဖိုးက y ရဲ့တန်ဖိုးထက်ကြီးသွားတဲ့တစ်ချက်ကလေးကြောင့်မို့ true ဖြစ်သွားတာပါပေါ့နော်အနောက်ကညီမြချင်းကိုသူထည့်ပြီးတော့မစင်စားတော့ဘူးကဲနောက်တစ်ခါ less than or equal စမ်းကြည့်မယ်ပေါ့နော်ညီသလားဒါမှမဟုတ်ရင်ကြီးသလားပေါ့ညော sorry ငယ်သလားဒါမှမဟုတ်ရင်ညီသလားပေါ့နော်အဲ့တော့ဒီမှာငယ်လဲမငယ်ဘူးညီလဲမညီဘူးပေါ့အဲ့တော့ဟုတ်ပြီအဲ့ဒါကိုဒီကကျွန်တော်10လို့ဒီကောင်ပြောင်းလိုက်မယ်ဒါဆိုရင်တော့ true ဖြစ်သွားမယ်ပေါ့နော်မှန်သွားလိုက်မယ်ဟုတ်ပြီအဲ့ဒါကကျွန်တော်တို့ဒါက comparison operator တွေပေါ့နော် comparison operator တွေကိုလည်းကျွန်တော်တို့နောက်ရကြရင်ကျွန်တော်တို့နောက်ပိုင်းနေမှာပေါ့နော်နောက်ပိုင်းနေကြရင်ကျွန်တော်တို့ control flow တွေနဲ့တွဲပြီးတော့လေ့လာကြည့်ကြအောင်မယ်ဒီကနေ့တော့ကျွန်တော်တို့မိတ်ဆက်အနေနဲ့ပဲပြောပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ပြီးတော့ကျွန်တော်တို့ logical operator တွေပေါ့နော် logical operator တွေကကျွန်တော်တို့တို့ဒါမှမဟုတ်ရင်ဒါပေါ့နော်ဒီ
ဒီဟာလေးနှစ်ခုပေါ့နော်ဒီဟာလေးကိုကျွန်တော်အန်လို့ပဲထက်တယ်ပေါ့နော်အဲ့ဒီကောင်လေးကိုကျတော့ကျွန်တော်တို့အန်လို့အတိတ်ပဲရတယ်ပေါ့နော်သူကအန်လို့အတိတ်ပဲရတယ်ဆိုတော့သူကနှစ်ခုသလုံးပေါ့နော်နှစ်ခုသလုံးဖြစ်တယ်ဆိုရင်ပေါ့နော်ဒီမှာဆိုရင် return နဲ့ true ပေါ့နော် true ကို return ပြန်ပေးပါတယ်တဲ့ဘာဖြစ်ရအောင်ဆိုတော့တကယ်လို့ both statement နှစ်ခုလုံးက are true နှစ်ခုလုံးမှန်နေတယ်ဆိုမှမှန်တယ်လို့ပြန်ပေးပါတယ်တဲ့ဒီကောင်လေးကကျတော့ နော် return true ပေါ့နော် true ကိုပြန်ပေးတယ်တကယ်လို့ one of the statement true statement တွေပေါ့နော် statement နှစ်ခုရှိရဆိုရင်အဲ့နှစ်ခုတည်းကတစ်ခုပဲမှန်သွားတယ်ဆိုရင်လည်း return true ပေါ့နော် true ကိုပြန်ပေးပါတယ်တဲ့နောက်တစ်ခါကျဒါကကျတော့ not ပေါ့နော်မမှန်ဘူးပေါ့ဒါကကျတော့မညီဘူးပေါ့နော်အငင်းပေါ့အငင်းပြလိုက်တာကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီကောင်လေးကိုလည်းကျွန်တော်စမ်းကြည့်မယ်အဲ့တော့ကျွန်တော်အဲ့ကောင်ပေါ့နော် logical operator ကိုကျွန်တော်တစ်ချက်စမ်းကြည့်အောင်အဲ့ဒီမှာဆိုရင်ကျွန်တော်8တန်ဖိုး30လို့ပေးထားတယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီကောင်လေးကိုစမ်းသုံးကြည့်မယ်8တန်ဖိုးက9ထက်ကြီးတယ်နောက်ပြီးရင်ပေါ့နော်9ထက်ကြီးရမယ်ကြီးသလားပေါ့နော်9ထက်ကြီးသလားပြီးတော့ဒါ and ပေါ့နော် and operator လေးနောက်တစ်ခါ y တန်ဖိုးကလည်း9ထက်ကြီးသလားပေါ့အဲ့လိုကြီးရဆိုရင် true ပြမယ်ပေါ့နော်နှစ်ခုလုံးအခြေအနေမှန်တယ်ဆိုရင် true ပြမယ်ဒါဆိုရင် true ပြသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကြီးကိုနောက်ကအခြေအနေကိုပြောင်းပြန်လိုက်မယ်နော်အဲ့တော့ y တန်ဖိုးက6ထက်ငယ်သလားပေါ့နော်အဲ့လိုပြလိုက်ပဲဆိုရင်သူကတော့ဖော့ဖြစ်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့အနောက်ကအခြေအနေကဖော့ဖြစ်သွားတယ်လေမဟုတ်ဖော့ပြောင်းသွားဖြစ်ပါတယ်သူကဘယ်လိုတုံးဆိုတော့အခြေအနေ200သလုံး true ဖြစ်နေမှာပေါ့နော်အခြေအနေ200သလုံး true ဖြစ်နေမှာ true ကို return ပြန်ပါတယ်1ကို return ပြန်တယ်ပေါ့နော်တကယ်လို့ဒါပေါ့နော်အခြေအနေတရက်ကတာ0ဖြစ်နေတယ်ပေါ့နော်ဒါမှမဟုတ်ရင်4ဖြစ်နေတယ်ဆိုရင်4ကိုပဲ return ပြန်ပါတယ်0ကိုပဲ return ပြန်ပါတယ်ပေါ့နော်ဟုတ်ပြီဒါက and ပေါ့နော်နောက်တစ်ခါ or ကကြတော့ဒီလိုဆက်လက်ဟိုဟာလေးပေါ့နော်မြင်းပြောင်းလေးနှစ်ခုနဲ့ရေးရပါတယ်မြင်းပြောင်းလေးနှစ်ခုအဲ့တော့ကြတော့8က9ထက်ကြီးသလားဒါမှမဟုတ်ရင် y ကခုနကပြောလို့ပဲ6ထက်ငယ်သလားပေါ့နော်အဲ့တော့ run ကြည့်လိုက်မယ်ဆိုရင် true လို့ပြန်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းရဲ့အခြေအနေကကြတော့တစ်ခုခုကမှန်လိုက်ပြီဆိုတာနဲ့ true ကိုပဲ return ပြန်လို့ပါအဲ့ဒါလေးတစ်ချက်သတိထားပါပေါ့နော်နောက်ဆုံးအနေနဲ့နောက်ဆုံးတစ်ခုကကျွန်တော်တို့အငင်းပေါ့နော်ဒီကောင်းတွေကိုကျွန်တော်တို့ပြောင်းပြန်ဖြစ်နေတယ်ဆိုရင်အငင်းထည့်လိုက်အောင်မယ်နော်အဲ့တော့အငင်းထည့်လိုက်အောင်မယ်ရှေ့ဆုံးမှာထည့်ပေးရပါတယ်အငင်းကပေါ့နော်ကျွန်တော်ဒီမှာသူကကြတော့အာမေလေးပေါ့နော် exclamation mark လေးအဲ့ကောင်လေးနဲ့ထည့်ပေးလိုက်ရင်ဒါအငင်းဖြစ်သွားပြီဒီမှာဆိုရင်ဒီအခြေအနေမှာဆိုရင်8ရဲ့တန်ဖိုးက9ထက်ကြီးနေမယ် true ဖြစ်နေမယ်အခြေအနေပေါ့နော် true ကိုကျွန်တော်တို့ပြောင်းပြန်လိုက်တော့ false ဖြစ်သွားမယ်ပေါ့နော်sorry ဒီမှာဆိုရင်ဘာ error တက်သွားတော့ဆိုတော့ဒီ exclamation mark ကပေါ့နော် it undefined နဲ့အတိတ်ပဲမတက်ရောက်ပါဘူး for the argument type integer ပေါ့နော် integer ရဲ့ရှေ့မှာအတိတ်ပဲမတက်ရောက်ဘူးတဲ့ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဘာလုပ်လိုက်မှာတော့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်ကတော့ integer ကြီးရဲ့ရှေ့မှာရောက်နေလို့ပေါ့နော်အဲ့တော့ integer ရှေ့မှာမရောက်အောင်ကျွန်တော်နောက်ထပ်ဒီမှာမျက်တောင်ဖွင့်ပေးလေးတစ်ခွင်းထည့်ပြီးတော့ h greater than 5ခုနကဟာကိုပဲတစ်ခါပြန်ရေးကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ 4 ဖြစ်သွားတယ်ပေါ့နော်တကယ်တမ်းကကျွန်တော်တို့ဒီမှာဆိုရင်8ရဲ့တန်ဖိုးက9ထက်ကြီးနေတယ်နော်အဲ့တော့ return ကဘာဖြစ်ရမလဲဆိုတော့ true ကို return ပြန်မယ်ဒါပေမဲ့ဒီမှာပြောင်းပြန်လုံးဝလှမ်းပလိုက်တဲ့အတွက်ကြောင့်မို့4ပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျတော့ဒီကောင်လေးကိုဖြုတ်လိုက်ပြီးဆိုတော့ ਨੇ သူ့ရဲ့မွေလာတန်ဖိုး true ပဲဖြစ်နေမယ်ပေါ့နော်ဟုတ်ပြီဒါလေးကကျွန်တော်တို့ negative လေးပေါ့နော်အငင်းလေးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါက Java မှာရှိသမျှ operator တွေပေါ့နော် Java မှာရှိသမျှ operator တွေကိုပြောပြတော့တာဖြစ်ပါတယ်မနေ့ပြန်မှာကျွန်တော်တို့ဒီ control flow လေးနဲ့တွဲပြီးတော့ကျွန်တော်တို့ game လေးတွေကစားကြည့်ရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်